ဇလန်းစားမှာတော့လူလူရောက်ပေါက်နေပါလာတဲ့ပဲခူးရုံးမတောင်တန်းကြီးရဲ့အောက်ခြေမှာဖြစ်ပါတယ်။ဒီတောင်တန်းကြီးကရှေးရခင်ကတည်းကအစုံကုန်ဝေနဲ့ဝင်းကြီးစိုးတွေကြီးဆိုရဒေသအဖြစ်နာမည်ကြီးလာပါတယ်။ဒီနေရာမှာတကိုးကြီးလာတဲ့ဓလုံးလို့ခေါ်တဲ့တတ်တုရှင်ဂိမ်းအောင်နေတဲ့လျှို့ဝှက်ကူကြီးတကူရှိနေပါတယ်။ဓလုံးဆိုတာကမြမရိုးရာအယူဆအရအသက်ရှိတဲ့တတ်တုရှင်ဖြစ်ပြီးတော့သူကိုပိုင်ဆိုင်တဲ့သူဟာတနက်မတိုးဓာမတိုးတဲ့အပြင်မဟာတကိုးအာဏာတွေကရရှိနေတာကြောင့်ဝင်းကြီးစိုးတွေရောအောက်လန်းဆရာတွေကပါဓလုံးကိုအသေးအတန်လိုက်လံရှာဖွေနေကြတာပါ။ဒါရကုန်းရွာရဲ့ရွာသားတွေဖြစ်တဲ့ဖိုးဒေတာဝရန်အောင်နဲ့မဲလုံးတို့ဟာပဲခူးရုံးမတောအုပ်တနေရာမှာမီးလုံရင်းနဲ့စကားဆမြည်ပြောနေကြပါတယ်။သူတို့၄ယောက်ကဒေါ်တဲ့ကိုဟင်းစားတွက်မဲပြစ်ထွက်လာကြတာပါ။ဖိုးဒေကတော့ဒီတောင်ချီမှာမုတ်ဆိုးအလုပ်လုပ်ရင်းနဲ့အသက်မွေးသူတယောက်ပါ။ဒေါ်တော်အာနေရကိုကောင်းကောင်းနားလဲကျွမ်းကျင်သူဖြစ်ပြီးတော့တာဝကတော့အုပ်စုထဲမှာအကြောက်တက်ဆုံးဖြစ်ပေမဲ့မျက်စိလင်ပြီးတော့အာနေရကိုကြိုတင်အနက်ခံနိုင်စွမ်းရှိတဲ့သူတယောက်ပါသူတို့တိုက်ကဒီညမှာတော့ဒေါနဲ့ထဲမှာစကန်းချပြီးညအိပ်ဖို့ပြင်ဆင်နေကြပါတယ်တာဝကရန်အောင်ရေဒီညတော့ငါအစားကင်းဆောင်ပေးအောင်ခဏနေငါနဲ့လူပြန်လဲမယ်လို့ပြောပြီးတော့အနားယူဖို့ပြင်ပါတယ်ရန်အောင်ကလည်းစိတ်ချပါကိုတာဝရာကျွန်တော်နဲ့ကိုဖိုးတွေပဲစောင့်လိုက်မယ်ကိုတာဝနဲ့ကိုမဲလုံးတို့သွားနာကြလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ညနေလာတာနဲ့အမျှဒေါအုပ်ကြီးကပုံမှန်ထက်ပိုပြီးတော့တိတ်ဆိတ်လာပါတယ်လေတိုက်တန်တွေကလည်းမိုးတန်းလိုလိုရီတန်းလိုလိုနဲ့ကြောက်မက်ဖွယ်ကောင်းအောင်ထွက်ပေါ်လာပါတယ်အဲဒီချိန်မှာဖိုးတွေကဟေးအားလုံးအမြန်ထကြလို့အော်ဟစ်တတိပေးလိုက်ပါတယ်တာဝအဲ့မုံဆုံးဝါးနဲ့နိုးလာပြီးတော့ဘာဖြစ်တာလဲလို့မေးလိုက်တဲ့အခါရန်အောင်ကဒီနားမှာတခုခုမယုံမသားဖြစ်နေပြီလို့ခတ်တိုးတိုးတတိပေးလိုက်ပါတယ်သူတို့အားလုံးနုံနုံကြကြနဲ့ရှိနေတဲ့အချိန်မှာပဲအမောင်တွေကနေမီးရလင်းရောင်အနီရောင်လေးတွေကတဖြည်းဖြည်းနီးကပ်လာတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါဟာတာမန်မီးအိမ်တွေမဟုတ်ဘဲနဲ့မြမကျေးလက်ပုံမြင်နေတဲ့ကဘုံဆိုးတစေလို့ခေါ်တဲ့ဝင်းကြီးဆိုးတွေဖြစ်ပါတယ်။အဲဒီဝင်းကြီးတွေကရွာသားတွေကို6လန့်ယုံနေမကပဲရွာသားတွေရဲ့အသက်အန္တရာယ်ကိုပါစုပ်ယူနိုင်တဲ့စွမ်းအားတွေရှိကြပါတယ်။အဲဒီကဖိုးတွေကအားလုံးမကြောက်ကြနဲ့နော်။ငါတို့တွေအာရုံလင်းလို့မရဘူး။ကြားတယ်ကွာ။တနက်နဲ့ဝိုင်းပြကြားလို့ပြောလိုက်တဲ့အခါ၄ယောက်သားထိုးရိုးကောင်းတစေတွေကိုဝိုင်းပြကြပါတော့တယ်ဒီလိုနဲ့နောက်တစ်နေ့ရောက်မှာတော့သူတို့ဟာဒေါနက်ထဲကိုမျက်စိမိတ်ပြေးနေမမျော်လင့်ပဲဒေတာစာရီကြလာတဲ့ဆရာတော်ကြီးတစ်ပါးနဲ့ကိုရင်တို့ကိုတွေ့လိုက်ရပါတယ်ဆရာတော်ရဲ့ဘွဲအမည်ကဝီမုဒ္ဒရာဖြစ်ပြီးတော့ဓမ္မဆွမ်းအားရှင်လို့အမည်ရပါတယ်ဆရာတော်ကတော်ရဆောက်တည်ပြီးတော့ပထဝီကတိုင်းကိုအဓိကထားကျင့်ကြံထားသူဖြစ်ပါတယ်စိတ်တကိုးနဲ့မြေကြီးကိုတုံခါစေနိုင်တယ်လို့ရုပ်ဝတ္ထုတွေကိုလည်းစိတ်ဆွမ်းအားနဲ့ထိန်းချုပ်နိုင်တဲ့သူပါဗုဒ္ဓနုဒ္ဒတိဂါရတော်များကိုအခြေခံသည့်ရွှေရောင်ဓမ္မဆက်ဝင်းအကာအကွယ်ကိုဖန်တီးနိုင်ပါတယ်။ဓလုံးတတုရှင်များနဲ့လည်းဆက်သွယ်နိုင်ပြီးတော့၎င်းတို့ကိုပင့်ဆောင်နိုင်တဲ့ဓာတ်စည်းဂါရကိုလည်းကျွမ်းကျင်သူဖြစ်ပါတယ်။ဆရာတော်နဲ့ပါလာတဲ့ကိုရင်ဖိုးကွန်းကတော့ကိုရင်ဘွားတွေကဆရာတော်ထံမှာဝိဇ္ဇာအတတ်နဲ့အင်အိုင်အတတ်များကိုတင်ထားသူဖြစ်ပါတယ်။ကိုရင်လက်ထဲမှာတော့အမြဲဆောင်ထားသည့်ဝရစိန်အစီရင်သားကလည်းဝိညာဉ်စိုးများကိုနှိမ်နင်းနိုင်ရရှိပြီးတော့ကျောက်စိတ်ကိုထိန်းချုပ်နိုင်သည့်မန္တန်ကိုလည်းရွတ်ဆိုနိုင်သူဖြစ်ပါတယ်။၄ယောက်လုံးဆရာတော်တို့ကိုလက်အုပ်ချလိုက်ပြီးတော့ဘိုးတွေကဆရာတော်တို့ဘယ်ကြွမှာလဲလို့မေးလိုက်ပါတယ်။ဆရာတော်ကဦးစင်းနဲ့ဝိရင်ဖိုးကွန်းတို့ကလောကစည်းစိမ်အတွေ့အတာတွေကိုစွန့်လွတ်ဖို့ကိလေသာတွေကိုပယ်ဖျောက်ပြီးတော့ဒီတော်ဒီတောင်ထဲမှာတရားဘာဝနာပွားများဖို့ကြွလာကြတာပါလို့ပြန်ဖြေပေးလိုက်ပါတယ်။အဲဒီနောက်ဦးစင်းကတကားတို့တွေမျက်နှာလည်းမကောင်းကြပါလား။ဘာတွေဖြစ်လာကြလဲလို့မေးလိုက်တဲ့အခါတင်ပါဖေဟာတပည့်တော်တို့မနေညတော့ကတောထဲမှာတောမှောက်ပြီးတော့ဖုံးဆိုးတစေတွေ6လန်တာကိုခံခဲ့ရပါတယ်ဖေလို့ပြန်ဖြေလိုက်ပါတယ်အဲဒီချိန်မှာဝါရင်မိုးဆိုးကြီးဦးဘကျော်ရှောက်လာပါတယ်မိုးဆိုးကြီးဦးဘကျော်ဟာတောတောင်ကျွမ်းကျင်ပြီးတော့ဝါရင်မိုးဆိုးဖြစ်တဲ့အလျောက်အင်းကွက်ဗေဒနဲ့ဈေးမညောင်အတက်မှာလည်းတစ်ဖက်ကန်းခတ်ကျွမ်းကျင်ပါတယ်သူ့ရဲ့ခန္ဓာကိုယ်မှာထိုးထားတဲ့နတ်သားပုံဈေးမင်းကွက်တွေကသူ့ကိုအန်ရယ်ကနေကာကွယ်ပေးသလိုသူပြစ်လိုက်တဲ့အစီရင်ကျင်စယ်တွေကလည်းဘလို့ဝိညာဉ်မျိုးမဆိုထိမှန်စေနိုင်ပါတယ်မိုးဆိုးကြီးဘာကျော်ကမင်းတို့တွေကံကောင်းလို့အသက်ဘေးကလွတ်လာခဲ့ကြတာလို့ပြောလိုက်ပါတယ်ဒီတော်အုပ်ကြီးကအရင်လိုမဟုတ်တော့ဘူးကွာထူးဆန်းတာတွေစဖြစ်ပြီးကတည်းကတစေတရေတွေကဒီတော်အုပ်ထဲမှာပို့ပြီးတော့တောင်းကျမ်းလာတယ်ဝါရင်မိုးဆိုးကျော်တွေတောင်မှဒီတော်ထဲကိုအမဲမလိုက်ကြဘူးတော်တော်များရှောင်ကြတယ်အခုလိုနေကင်းကြောင်တောင်မှဘယ်သူမှတော်ထဲဝင်ပြီးတော့အမဲမလိုက်ရဲကြတော့ဘူးအဲဒီကမှဆရာတော်ကဒီအကြောင်းကိုတော့ဦးစင်းလဲကြားဘူးပါတယ်ဒီဝိညာဉ်တွေကဘာအကြောင်းကြောင့်မကျွတ်လို့ပဲနဲ့တဝဲလေလေဖြစ်နေရတယ်ဆိုတာကိုတော့အဖြေရှာကြည့်ဖို့လိုလိမ့်မယ်အရှင်ဘုရားပဲတပည့်တော်တို့ကိုကူညီပေးတော်မူပါဗျာဒါဆိုရင်လည်းဦးစင်းတက်နိုင်တဲ့လောက်ကူညီပေးပါမယ်
တကားတို့စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားကြပါတကားတို့ကိုဘယ်သူမှမနှောက်ယှက်ပေးစေရဘူးလို့ဆရာတော်ကမိန့်လိုက်ပါတယ်အဲ့ဒီခါမှာမိုးဆိုးကြီးဥပကျော်ကဆရာတော်ဖေဒါတပည့်တော်အမှန်မိသလောက်ဆွဲထားတဲ့မြေပုံပါဗျာလို့ထူးဆန်းတဲ့တစ်ပင်ကြီးတွေကိုကြော်တာနဲ့ဂိုတစ်ခုကိုတွေ့ပါလိမ့်မယ်ဗျာအဲ့ဒီနေရာမှာတော့မကောင်းဆိုးဝါးတဆွေတွေကခဏခဏပေါ်လာတတ်ပါတယ်ဗျာအနာကိုကတ်တဲ့သူတွေအကုန်လုံးတော့သူတို့တွေကအမြဲချောင်းလန့်နေကြတာပါဗျာတပည့်တော်အထင်တော့ဂိုတဲကိုဘသူ့ကိုမှမဝင်စေချင်တဲ့သဘောမျိုးဖြစ်မယ်ဗျာလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ဆရာတော်နဲ့ကိုရင်ဖိုးကွန်းတို့နှစ်ယောက်ကညမိုးဆဲတွေတွဲတောင်းကြနေပြီးတော့အုပ်ဆိုင်နေတဲ့ညောင်မင်းအိုကြီးအနားကိုရောက်လာကြပါတယ်ဒီညောင်မင်းအိုကြီးကနှစ်ပေါင်းများစွာကြာနေပြီးတော့ပရာလောကသားတွေရဲ့နေထိုင်ရာအပင်အိုကြီးဖြစ်ပါတယ်ဆရာတော်ကတကားဘာကြော်ပြောတာဒီအပင်ကြီးပဲဖြစ်လိမ့်မယ်ဖိုးကွန်းဒီအပင်မှာမကောင်းတဲ့အငွေ့သက်တွေကိုခံစားနေရတယ်ကိုရင်ဖိုးကွန်းကလည်းရွာသားတွေပြောလိုက်တာကတော့အမှန်ပဲဖြစ်လိမ့်မယ်ဖေဆရာတော်ဖေဟိုမှာဖုံးစိုးတစ်စီတွေလာနေပြီလို့ညွှန်ပြလိုက်ပါတယ်အဲ့ကမှဆရာတော်ကဖိုးကွန်းငါနားမှာပဲနေနော်ဘယ်မှမသွားနဲ့ကြောက်စိတ်ဆိုတာကအဲ့ဒီမကောင်းဆိုးဝါးတွေကိုကိုနားကိုရောက်လာစေဖို့လမ်းဖွင့်ပေးတဲ့တကားပေါက်တစ်ခုပဲဆရာတော်ကမန္တန်တစ်ခုကိုရွတ်ဆိုလိုက်ပါတယ်မကောင်းဆိုးဝါးတွေကအတန်နဲ့ကြီးနဲ့မင်းတို့ဒီနေရာကထွက်သွားကြဆိုပြီးတော့ပြောလိုက်ကရှေ့ကိုတိုးလာပါတယ်ဆရာတော်ရဲ့မန္တန်အကွာအကွယ်ကြောင့်အဲ့ဒီမကောင်းဆိုးဝါးတွေကအဝေးကိုလွင့်ဆင်သွားပါတယ်ကိုရင်ဖိုးကွန်းကဆရာတော်ကိုအရှင်ဖေဒီမကောင်းဆိုးဝါးတွေကလက်ရှုံးမဲ့ပုံမပေါ်ဘူးဖေထထိုးလာနေကြပြီလို့ပြောလိုက်ပါတယ်ဆရာတော်ကကိုရင်ဖိုးကွန်းကိုဖိုးကွန်းရေမြေကြီးဘော်ကနေပြီးတော့ကြောက်စလက်5လုံးလောက်ကောက်လိုက်ကွာအဲ့လိုပြောလိုက်ပြီးနောက်နမောဗုဒ္ဓယဝိညာဏံဝိတုဒ္ဓိတန်ဒီဆိုပြီးတော့ရွတ်ဆိုလိုက်ကမြတ်စွာဘုရားရဲ့တကိုးတော်အာနုဘော်ကြောင့်ယခုမကောင်းဆိုးဝါးတွေကိုလွတ်မြောက်ပါစေသာငြိမ်းချမ်းရာလမ်းကြောင်းကိုရှာပေးပါစေဆိုပြီးတော့မေတ္တာပို့လိုက်ပါတယ်အဲ့ဒီခါမှာကိုရင်ဖိုးကွန်းရဲ့လက်ထဲကကြောက်ခဲတွေကမကောင်းဆိုးဝါးတွေစီကိုပြေးဝင်သွားပါတယ်မကောင်းဆိုးဝါးတွေကလည်းရုပ်ကြီးဆိုသလိုပျောက်ကွယ်သွားပါတော့တယ်ဆရာတော်ကတခုတော့ထူးဆန်းနေမကောင်းဆိုးဝါးတွေပျောက်သွားပြီမဲ့လေမကောင်းတဲ့အငွေ့အသက်တွေကိုတော့ခံစားနေရတော့မယ်ဘာဖြစ်လို့ဒီလိုမျိုးခံစားနေရပါလဲလို့ပြောလိုက်ပါတယ်တပည့်တော်လည်းအဲ့လိုမျိုးခံစားနေရတယ်ဖေရွာသားတွေကိုခြောက်ဖို့တက်တော့ဂူထဲကထွက်လာတာမဟုတ်ဘူးဖေဆရာတော်ကလည်းဒါဆိုလဲအထဲကိုဝင်ပြီးတော့ဘာတွေရှိလဲဆိုတာကိုတေချာစမ်းစစ်ကြည့်အောင်လို့ပြောပြီးတော့ဂူထဲကိုဝင်သွားပါတယ်ဆရာတော်နဲ့ကိုရင်ဖိုးကွန်းတို့နှစ်ယောက်ကကြောချမ်းွယ်ရအေးဆက်လာတဲ့ဂူထဲကိုရောက်လာကြပါတယ်အိမ်မှာငြိမ်သက်နေတဲ့ကြောက်ရွံ့နှစ်ယောက်ကိုတွေ့လိုက်ရပါတယ်ကိုရင်ဖိုးကွန်းကတော့ဘာဖြစ်လို့ဒီရုပ်တွေကဒီမှာရှိနေရတာလဲမသိဘူးလို့ပြောလိုက်တဲ့အခါဆရာတော်ကလည်းဟုတ်တယ်ဘာဖြစ်လို့ဒီမှာရှိနေရတာလဲမသိဘူးလို့ပြန်ပြောလိုက်ပါတယ်တကယ်တော့ဒီရုပ်တွေကအောက်လန်းစီရင်အသက်ပညာတွေနဲ့စီရင်ထားတဲ့မကောင်းဆိုးဝါးဝိညာဉ်တွေခိုအောင်နေတဲ့ကြောက်ရွံ့တွေဖြစ်ပါတယ်ဆရာတော်ကဒီကြောက်ကူကြီးကတာမန်ကိုတွေနဲ့မတူဘူးဓလုံးရှင်ကြဲအောင်နေနိုင်တဲ့ကြောက်ကူကြီးဖြစ်လိမ့်မယ်ဒီနေရာမှာမကောင်းဆိုးဝါးတွေရှိတာကအံ့ဩစရာမရှိတော့ပါဘူးသူတို့ကဒီကူကိုကာကွယ်ပေးနေတယ်လို့ခံစားနေရတယ်အဲ့လိုပြောလိုက်ခါဆရာတော်ကမကောင်းဆိုးဝါးတွေကကာကွယ်ပေးနေတာမဟုတ်ဘူးသူတို့ကဒီဓလုံးရှင်ကိုပိုင်ဆိုင်ကျင်နေကြတာဒီဓလုံးရှင်ရဲ့ဆွမ်းအားကမကောင်းဆိုးဝါးတွေရဲ့ဝိညာဉ်တွေကိုကြီးမားတဲ့မကောင်းဆိုးဝါးဘလူးကြီးတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ဆွမ်းအားရှိတယ်တကယ်လို့မကောင်းတဲ့အောင်လန်းပညာသည်တွေဒါပရာလောကသားတွေဒါပိုင်ဆိုင်သွားရင်တော့သူတို့ကိုတားဆီးဖို့အတွက်ခက်ခဲလိမ့်မယ်တပည့်တော်တို့ဘယ်လိုလုပ်ကြမလဲဒီຢာတွေကိုတားဆီးဖို့ရပ်တန့်ရမယ်အောင်လန်းပညာသည်တွေမကောင်းဆိုးဝါးတွေပိုင်ဆိုင်သွားရင်တော့အနီးနားကရွာတွေဟာတောတောင်တွေဟာဒုက္ခလတ်လခံစားရပြီတော့မယ်ဆရာတော်ကလည်းဓလုံးရှင်ကိုစင့်ခေါ်တဲ့အခမ်းအနားကိုငါတို့နှစ်ယောက်ပြုလုပ်ရမယ်လို့ဆိုပါတယ်အခမ်းအနားကိုပြုလုပ်တဲ့အခါမှာတော့မင်းရဲ့စိတ်တွေကလွင့်ပြေနေလို့မဖြစ်ဘူးစိတ်ကိုစူးစီးနေဖို့လိုအပ်တယ်ကြောက်ရွံ့မှုမရှိဘဲနဲ့လောဘကင်းစင်တဲ့ယုံကြည်ခြင်းကိုစိတ်ထဲမှာအမြဲဆွဲကပ်ထားရလိမ့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့မင်းရဲ့စိတ်ကစက္ကန့်ပိုင်းလောက်သာပြန့်လွင့်ပြေသွားမယ်ဆိုလို့ရှိရင်ဓလုံးရှင်ကပေါ်လာမှာမဟုတ်တလို့သူ့ရဲ့စွမ်းအားတွေကလည်းငါတို့ကိုအန္တရာယ်ပြုပေးနိုင်တယ်မဟာတကုရှင်အပေါင်းတို့ဓလုံးမှာကိန်းအောင်နေတဲ့အရှင်မြတ်တို့ဖေဟာတပည့်တော်ရဲ့စင်ကြယ်လာတဲ့စိတ်ထားကိုတနာငဲ့ညာသောအားဖြင့်မကောင်းမှုတွေကိုနှိမ်နင်းပြီးတော့ဒုက္ခတွေကိုကယ်တင်နိုင်ဖို့ဓလုံးတော်အားပေးသနာတော်မူပါဖေဟာလို့ဆရာတော်ကရွတ်ဆိုလိုက်ပါတယ်အဲဒီခါမှာဓလုံးရှင်ရဲ့မူလအရင်းမြစ်ဖြစ်ကပေါ်ထွက်လာခဲ့ပါတယ်ဆရာတော်ကကိုရင်ဖုံးကွန်းရဲ့ဝရစိန်သားနဲ့ဓလုံးတော်ကိုဖျက်ယူလိုက်ပါတယ်ဓလုံးတော်ကအင်းစာရွက်ပေါ်ကိုရောက်တည်နေတဲ့ပြိုင်နက်အောင်လန်းအတတ်ပညာနဲ့စီရင်ထားတဲ့ကြောက်ရွံ့တွေကအသက်ဝင်လှုပ်ရှားလာပါတော့တယ်ကိုရင်ဖိုးကွန်းကကြောက်ရွံ့တွေအသက်ဝင်လာပြီဟု6လန့်တကြားပြောလိုက်ပါတယ်အဲဒီခါဆရာတော်က
မကြောက်နဲ့ကိုရင်မှာမကောင်းဆိုးရွားတွေကိုနှိမ်နှင်းနိုင်တဲ့ဝရသိန်းသားနဲ့အင်းအိုင်မန်နန်တွေကိုပိုင်ဆိုင်ထားတာပဲငါနဲ့အတူပူးပေါင်းပြီးတော့ဒီမကောင်းဆိုးရွားတွေကိုဖယ်ရှားရမယ်လို့မိန့်ပါတယ်မကောင်းဆိုးရွားကြောက်ရွံ့တွေကမင်းတို့ပိုင်ဆိုင်တာဒီတစ်လုံးတော်ကိုလွယ်ရမယ်ထင်နေရလားပြန်ပေးစမ်းဟုအတန်နဲ့ကြီးနဲ့အော်ပြောလိုက်ပါတယ်ဆရာတော်ကမြစ်တာဖို့ဂါရာတော်ကိုစတင်ရွတ်ဆိုပါတော့တယ်ဆရာတော်ဂါရာတော်ကိုရွတ်ဆိုလိုက်တဲ့အချိန်မှာဆရာတော်နဲ့ကိုရင်ဖိုးကွန်းတို့ကိုကာကွယ်ပေးတဲ့ဂုံတော်ကွန်ချာတကိုးနဲ့အကာအကွယ်တစ်ခုဟာပေါ်ပေါက်လာပါတယ်မကောင်းဆိုးဝါးကြောက်ရွံ့တွေကလည်းအောင်လန်းအတတ်ပညာနဲ့စီမံထားတဲ့မော်စွမ်းအားတစ်ခုကိုရွတ်ဆိုလိုက်တဲ့အခါအယိုးကောင်းဖုံးဆိုးတစ်စိတွေပေါ်ထွက်လာပါတယ်ကိုရင်ဖိုးကွန်းကဒီတစ်စိတွေပြန်ပေါ်လာပြန်ပြီဓလုံးရဲ့အကျိုးအာနိသင်ကြောင့်ဒီကြောက်ရွံ့တွေကိုအသက်ဝင်လာပြီးတော့ငါတို့ကိုတိုက်ခိုက်ဖို့မကောင်းဆိုးဝါးတွေကိုစင့်ခွန်လိုက်တာပဲလို့ဆရာတော်ကပြောလိုက်ပါတယ်မကောင်းဆိုးဝါးတွေကဆရာတော်တို့ရဲ့အကာအကွယ်ကိုပြေးဝင်တိုက်ခိုက်ကြပါတော့တယ်ဆရာတော်ကမြတ်တာပွားလျက်ရှိပြီးတော့ကိုရင်ဖိုးကွန်းကတော့ဝရသိန်းဓာတ်နဲ့ခုတ်ဖြတ်နေပါတယ်မကောင်းဆိုးဝါးတွေအားလုံးမြေပေါ်ကျသွားတဲ့နောက်မှာတော့အလွန်ပူပြင်းတဲ့မီးလျံတွေကမီးဖြစ်ပြောင်းလဲသွားပြီးတော့ဆရာတော်တို့အားဝိုင်းလိုက်ကြပါတော့တယ်မကောင်းဆိုးဝါးစီရင်နဲ့ပြုတ်လုထားတဲ့ဒီဝိညာဉ်တွေကမီးရောက်တွေအဖြစ်ပြောင်းလဲနိုင်တာပဲဒီမီးရောက်တွေကပူထွက်ပူလာပြီးဖျားတပည့်တော်တို့ရဲ့အကာအကွယ်ကလည်းတဖြည်းဖြည်းအယောင်ယောင်နေပြီဖျားလို့ကိုရင်ဖိုးကွန်းကဆရာတော်ကိုပြောလိုက်ပါတယ်ဖိုးကွန်းမင်းကိုတင်ဖေးထားတဲ့စိတ်နဲ့လေးချက်နဲ့အသက်ရှူနီးစနစ်ကိုမှတ်မိလားငါတို့ရဲ့စိတ်တွေကိုပူပေါင်းပြီးတော့ဒီမီးတောက်တွေကိုတိုက်ခိုက်ရမယ်ဆရာတော်နဲ့ကိုရင်ဖိုးကွန်းတို့ဟာလက်အုပ်ချီပြီးတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်နဲ့တပြိုင်တည်းအတူတူစူးစီးလိုက်ပါတော့တယ်အဲဒီခါမှာစိတ်ဆွမ်းအင်တွေဖြစ်တဲ့လေဝေလိုင်းတွေထွက်လာပြီးတော့မီးတောက်တွေကိုငြိမ်သက်လိုက်ပါတော့တယ်တဖြည်းဖြည်းနဲ့မော်အကာကွယ်ရလဲအင်အားနေလာပြီကျွန်တော်တို့ကိုယ်တိုင်အာယုံစူးစီးပြီးတော့အသစ်ပြင်ထားဖို့လိုမယ်လို့ပြောလိုက်ပါတယ်မကောင်းဆိုးကအတန်နဲ့ကြီးနဲ့မင်းတို့တွေစူးစမ်းနေလဲအပူပဲဒီမကောင်းဆိုးတွေကတော့တကယ်ကိုအာယုံပဲဟုတ်တယ်ငါတို့တွေအာယုံလင်းသွားလို့မဖြစ်ဘူးစူးစူးစီးစီးနဲ့ငါတို့တွေပြန်လဲပြင်ဆင်ပြီးတော့တိုက်ခိုက်ရမယ်ဆရာတော်စီကမကောင်းဆိုးကမော်စွမ်းရည်နဲ့ပြုတ်လွတ်လိုက်တဲ့အခါမှာတော့ဆရာတော်ကလည်းအာနာဇတ်တွေနဲ့ပြန်လဲကာကွယ်လိုက်ပါတယ်ဒီအစီရင်တဲ့ကြောက်ရွံ့တွေကိုလွယ်လွယ်နဲ့တိုက်ခိုက်ဖို့တော့မဖြစ်နိုင်ဘူးဓလုံးရှင်ရဲ့စွမ်းအားနဲ့တိုက်ခိုက်မှရတော့မယ်လို့ပြောလိုက်ပါတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိမြင့်မြတ်သောဓလုံးရှင်ရဲ့စွမ်းအားနဲ့ဘိဆိုးနေတဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကိုဖယ်ရှားမေးတော်မူပါဗျာအဲဒီခါဓလုံးရှင်အသက်ဝင်လာပြီးတော့မကောင်းဆိုးဝါးတွေကိုကြောက်ခဲုံတွေအဖြစ်ဖြောင်းလဲလိုက်ပါတော့တယ်ဆရာတော်မကောင်းတော့ဘူးဖေဟိုမှာမကောင်းဆိုးဝါးတွေပြန်ပြီးတော့စူးစီးလာနေပြီဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဓလုံးရဲ့စွမ်းအားနဲ့တော့မတိုင်းနိုင်ဘူးလားရှဲရအကောင်းမှမသိတဲ့ကောင်းနေငါစီကဓလုံးဘယ်လိုတော့မင်းတို့လူယူဝင်တာလဲရတယ်လေဓလုံးထွက်လာမှတော့ငါပဲပြန်ယူလိုက်တော့မယ်မကောင်းဆိုးဝါးကောင်ကြီးကအတန်းနဲ့ကြီးနဲ့ပြောလိုက်ပါတယ်ဒါပါကြီးလေဒါတော့တောင်ကြီးရလားတပည့်တော်တောင်းခံနိုင်ပါမလားဖေဒါဓလုံးရဲ့စွမ်းအားကိုအသုံးချလိုက်တဲ့ဘေးရွယ်ဆိုးချိုးပဲဖြစ်ရမယ်စွမ်းအားကမကောင်းမှုကိုဖျက်ဆီးနိုင်တာမှန်ပေမဲ့အချို့စွမ်းအားတွေကတော့ဝိညာဉ်ရဲ့အစိတ်ပိုင်းတွေကိုပြန်လဲစူးစီးနေပြီးတော့ဒီလိုမျိုးဘလူးတရေကြီးအဖြစ်ပြောင်းလဲသွားစေတာပဲကိုရင်စိတ်ကိုတင်းငြိမ်ငြိမ်ထားစိတ်ချင်းဆက်ပြီးတော့မန္တန်ကိုဆက်ရွတ်ကြမယ်သူ့ကိုတားဆီးနိုင်မှုအတွက်ငါတို့တွေစိတ်တူကိုယ်တူလုပ်ရမယ်လို့ဆရာတော်ကပြောလိုက်ပါတယ်အဲဒီကကိုရင်ဖိုးကွန်းကဆရာတော်တပည့်တော်သူ့ရဲ့အောက်လန်းစွမ်းအားတွေကိုမတောင့်ခံနိုင်တော့ဘူးဗျာကိုရင်တီးခံတာဒီဘလူးတရေတွေကဘလောက်ပဲတကိုးရှိပါသေးသူတို့ရဲ့စိတ်ထဲမှာတိုက်ခိုက်တက်ဖြတ်ဖို့ပဲရှိတာကြာခံနိုင်မှာမဟုတ်ဘူးခဏလေးကိုရင်တီးခံလိုက်နော်လို့ဆရာတော်ကလည်းအော်ပြောလိုက်ပါတယ်အဲဒီခါမှာဓလုံးရဲ့စွမ်းအားကအဆိုးဝါးဘလူးကြီးအားကြောက်ရွံ့အဖြစ်ပြန်လဲပြောင်းလဲသွားစေလိုက်ပါတယ်အဲဒီခါမှာတော့ဖိုးကွန်းကသူ့ကိုရက်တတ်နိုင်ပြီဆရာတော်သူ့ခန္ဓာကိုယ်ပျက်စီးမသွားတာကဓလုံးစီအားစွမ်းအားတချို့ကိုရထားလို့ဖြစ်လိမ့်မယ်ငါတို့တွေဒီနေရာမှာသူ့ကိုအင်းကွက်နဲ့ပိတ်လောင်ပြီးထားခဲ့မယ်ချိန်ကြလာရင်တော့ဂျန်နေတဲ့အမောင်လူတွေကတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားလိမ့်မယ်ဒီတရားဓမ္မအလင်းနဲ့အောက်မှာပဲကိန်းအောင်နေစမ်းမြင့်မြတ်တဲ့အလင်းနဲ့ရဲ့အချုပ်နှောင်ကနေကဘာကုံထဲထိဘယ်တော့မှမလွတ်ပြောက်ပါစေနဲ့လို့ဆရာတော်ကမိန့်ဆိုလိုက်ပါတယ်အားလုံးပဲဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တွေနောက်အပုတ်မှာပြန်တွေ့ကြမယ်နော်